in dreams so sweet where adventures breathe. For your sleep, for your need, listen to the Dino details. Unfold as the moonlight. Sweets, let's listen to Dino. အားလုံးပဲမင်္ဂလာပါခင်ဗျာဒိုင်နိုဒီနိုအဲ့ရောက်ရင်ပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပုံမြင်လေးကိုနားမထောင်ခင်မှာလည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြဖို့တောင်းဆိုပါရစေခင်ဗျာဒီကနေ့တတမီတို့ကိုဦးပြပြပေးခြင်းနဲ့အဲ့ရောက်ရင်ပုံမြင်လေးရဲ့နာမည်ကတော့ကိုပိုင်ရေးချင်းတဲ့ဒီပုံမြင်လေးဟာတတမီတွေကိုညှိုက်ပျော်စေုံတာမကပဲသူတစ်ပါးရဲ့အရေးချင်းကိုအားကျနေဖို့မလိုပဲမိမိရဲ့ကိုပိုင်ရေးချင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေတဲ့ကြောင့်ကိုလည်းအသိပညာပေးပြောပြပေးသမှာဖြစ်ပါတယ်တတမမီတို့ရေဟိုးရှည်ရှည်တုန်းကတဲ့ချင်းတလေးတကောင်နဲ့သူ့ရဲ့တငယ်ချင်းတိရစ္ဆာန်တွေဟာတောကြီးတောရဲ့အလယ်မှာအတူတူပေါင်းစည်းပြီးပျော်ပျော်ရွှင်ရွှင်နေကြပါတဲ့တွားတူလာတူစားတူတငယ်ချင်းတွေဆိုပေမဲ့လည်းသူတို့ရဲ့ကိုယ်ပိုင်ရေးချင်းနဲ့ပတ်သက်လာရင်တော့မကြာခဏအနိုင်မခံအရှုံးပေးအငင်းပွားလေးရှိပါတဲ့ကွယ်ဒီကနေ့လဲထုံးစံတိုင်းပါပဲကလေးတို့ရဲ့မနက်မိုးလင်းပြီဆိုကြတဲ့ကချင်းတလေးတို့တငယ်ချင်းကြားမှာသူ့တက်ကအရေးရှိကြောင်းကိုကြွားဝါရင်းနဲ့အငင်းကုန်ပြန်ဝဲလေးစနေခဲ့ပါပြီချင်းတလေးကစားပြီးဟေးအောင်လေဒီတောထဲမှာငါကအတော်ဆုံးကွာအဲ့ဒါကြောင့်လေမင်းတို့အားလုံးငါ့ကိုဘရင်တပတ်လို့ဆက်ဆံရမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီခါမှာချင်းတလေးကလည်းအော်ဟုတ်လားမင်းကတိတ်တော်နေတာပေါ့လေကဲကောင်းပါပြီကွာမင်းရဲ့ကိုပိုင်ရေးရှင်းလေးထုတ်ပြပါအောင်လို့ပြောလိုက်တဲ့အခါမှာငါပြေးတဲ့နေရာမှာတိတ်တော်တာကွာမင်းမယုံရင်လေငါနဲ့ပြေးပြန်ကြည့်မလားလို့ကျင်တစ်ကလေးလဲကျင်တစ်ကလေးကိုပြန်စိန်ခေါ်လိုက်ပါတယ်တကယ်တမ်းအပြေးပြန်တဲ့အခါမှာတော့ကျင်တစ်ကလေးဟာကျင်တစ်ကလေးကိုရှုံးသွားခဲ့ပါတယ်အဲ့ဒီအခါမှာအေးပေါ့ကွာမင်းမအပြေးတန်တဲ့ကိုပိုင်ရေးရှင်းမှတော့လေငါပယ်နိုင်ပါမလဲလို့စိတ်ပြက်လက်ပြက်ပြောရင်းဆက်ထွက်လာခဲ့ပါတော့တယ်အဲ့ဒီလိုထွက်လာရင်မိမိရဲ့ကိုယ်ပိုင်ရေးရှင်ကိုရှာမတွေ့သေးတဲ့ချင်းတစ်ကလေးဟာမြောက်ကလေးကိုထပ်ပြီးစိန်ခေါ်ပါတော့တယ်ဟေ့အောင်မြောက်ကလေးငါကသိမင်တက်တဲ့နေရာမှာတိတ်တော်တာနော်မင်းမယုံရင်ငါနဲ့ပြိုင်မလားလို့စိန်ခေါ်လိုက်တဲ့အခါမှာကောင်းပြီလေပြိုင်ရတာပေါ့လို့မြောက်ကလေးကလည်းပြန်ပြောလိုက်ပါတယ်တကယ်တမ်းတပင်ပြန်တက်တော့လေချင်းတစ်ကလေးဟာမြောက်ကလေးကိုရှုံးသွားခဲ့ပါတယ်အဲ့ဒီအခါမှာတော့မင်းမငကိုတဲ့ကတစ်ပင်တက်တဲ့အရေးချင်းရှိတာပဲကွာအဲ့ဒီတော့မင်းကငါမနိုင်ပါဘူးလို့ပြောရင်ချင်းတစ်ကလေးလည်းစိတ်ပြက်လက်ပြက်နဲ့ထွက်လာခဲ့ပါတော့တယ်ဒါပေမဲ့လည်းအမှတ်မရှိသေးတဲ့ချင်းတစ်ကလေးဟာတားကောင်ကိုချောင်းမို့လေမြေကြီးမှာကပ်ပြီးတိတ်တိတ်လေးသွားတဲ့နေရာမှာတော့မင်းတို့ငါ့ကိုမမိပါဘူးလို့ပြောလိုက်တဲ့အခါမှာတော့ဟုတ်မှလည်းလှုပ်ပါကွာမင်းကငါ့လောက်သွားနိုင်ဦးမလားလို့မွေကလေးကပြန်မေးခွန်းထုတ်လိုက်တဲ့အခါမှာတော့ sorry ကွာမင်းရှိနေတာကိုငါမသိလို့ပါကွာမင်းတို့တော့ငါအရှုံးပေးပါတယ်လို့ချင်းတစ်ကလေးလည်းပြန်ပြောလိုက်ပါတော့တယ်ဘယ်လိုပဲအချိန်နေဟန်မဟန်ဟန်ချင်းတစ်ကလေးရဲ့အေးချင်းပြမှုတွေကတော့မရက်တန်သွားခဲ့ပါဘူးပြောရင်းဆိုရင်းနဲ့ပဲရှင်းနှမ်းမှာရှိတဲ့ဝယုံမင်းကြီးကိုဖြောင်းကနေမြေအောင်ရိုက်ချိုးရင်းဟောဒီလောကကြီးမှာခွန်အားအကြီးဆုံးကငါပဲကွာလို့ကြောက်ရလိုက်ပါတော့တယ်အဲဒီခါမှာတော့တစ်လုံးနေဆွဲနေတဲ့စင်ကြီးတစ်ကောင်ကအော်မင်းရခွန်ကအကြီးဆုံးလားဟောဒီမှာကြည့်လိုက်အောင်လို့တစ်လုံးလေးကိုမပြရင်ချင်းတစ်လေးကိုပြန်ပြောလိုက်ပါတော့တယ်ခဲပါကွာခွန်အားပလာအရာမှာလဲမင်းဘက်တာပါတယ်လို့ပြောရင်ချင်းတစ်လေးလည်းစိတ်ပြက်လက်ပြက်နဲ့ထိုင်ချလိုက်ပါတော့တယ်အခုတော့ချင်းတစ်လေးရဲ့ကိုယ်ပိုင်အရေးချင်းမဟုတ်ပဲသူတစ်ပါးရဲ့အရေးချင်းတွေကိုတူပါပြီးကြွားလုံးထုတ်ခဲ့တာကြီးကြောင့်တိတ်ဆန်နေကြမှာတော့တီတိုနဲ့အတင်းစကားဆိုနေကြပါပြီဟာဒီချင်းတက်ကတော့ကွာပြောတော့တာဘယင်းတဲ့စစ်တက်လောက်လည်းပြေးမမြန်ဘူးမြောက်လောက်လည်းတက်ပင်မတတ်နိုင်ဘူးမွေလောက်လည်းတွားမသွားနိုင်ဘူးကွာခွန်အားပလာကြပြန်တော့လေစင်ကုန်းကမနိုင်ပဲကွာအကြွားနေတာတန်နေတာဒီချင်းတက်မှာတော့ဘာရေးချင်းမရှိမှမထင်ဘူးလို့လိမ့်ဆန်နေကြတဲ့မှာလေတယောက်တစ်ပေါင်းနဲ့ပြောကုန်ကြပါတော့တယ်အဲ့ဒီလိုအခြားလိမ့်ဆန်လေးတွေရဲ့ဝေဖန်ပြောဆိုမှုကိုမခံစားနိုင်တော့တဲ့ချင်းတစ်ကလေးဟာအရန်ကိုမှဆိတ်ဆိုးသွားပြီးအလွန်တရာမှကြေလုံလှတဲ့ဆိုတဲ့အတန်ကြီးနဲ့တော်တော်လုံးကြအောင်ဟိမ့်ဟောက်လိုက်ပါတော့တယ်
အဲဒီခါမှာသူ့ရဲ့အတန်ကြီးဟာတောတောင်တစ်ခုလုံးကိုလွှမ်းမိုးသွားပြီးတိရစ္ဆာန်အလုံးလည်းကြောက်ရွံ့တုန်လှုပ်စွာငြိမ်သက်သွားပါတော့တယ်အဲဒီခါမှာဟာခမရဲ့အတန်ကိုလေဟောဒီတတော်လုံးတတောင်လုံးကလေမကြားရသူဘယ်သူမှမရှိဘူးဗျခမရဲ့အတန်ကတိတ်ကိုမှအတန်ဩဇာအာဏာနဲ့ပြည့်စုံပါတယ်ဗျာဒါခမရဲ့ပင်ကိုရည်ချင်းပဲဗျခမကျွန်တော်တို့ဘရင်ကြီးဖြစ်တိုက်ပါတယ်ဗျာလို့အားလုံးကလည်းတညီတညွတ်ထဲဝိုင်းဆိုကြပါတော့တယ်အဲ့ဒီအချိန်ကစပြီးကိုယ့်ရဲ့ပင်ကိုရည်ချင်းကိုရှာဖွေတွေ့ရှိခဲ့တဲ့ချင်းတစ်ကလေးဟာသူ့ရဲ့တငယ်ချင်းတွေနဲ့အတူတူတစ်တလုံးပျော်ပျော်ရွှင်ရွှင်နေသွားပါတော့တယ်ကွယ်ပုံပြင်လေးကတော့ဒီနေရာမှာပြီးဆုံးသွားပါပြီဒါပေမဲ့ကိုယ့်ကလေးရဲ့မညံစွမ်းရင်တိုးတက်လာဖို့နဲ့သူတစ်ပါးရဲ့အရေးချင်းပေါ်မှာအားကြမနေပဲမိမိကိုယ်ကိုယုံကြည်မှုရှိဖို့နဲ့မိမိရဲ့ပင်ကိုရည်ချင်းကိုယုံကြည်ကိုးစားမှုရှိစေရန်တင် जा ပြသပေးလို့တဲ့ပြပများအတွက်တော့ bonus လေးပေးခြင်းပါသေးတယ် bonus လေးကတော့နံပါတ်1ပုံပြင်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကိုကိုယ်ကလေးမှတ်မိတဲ့မှတ်မိအောင်ပုံပြင်လေးကို2ခေါက်ကနေ3ခေါက်ကြာဖွင့်ပြပေးပါနံပါတ်2ပုံပြင်လေးထဲမှာပါတဲ့အဓိကလိမ့်ဆန်လေး9ကောင်ရဲ့နာမည်ကိုကိုယ်ကလေးကိုပြန်ပြောပြခိုင်းပါနံပါတ်3ပုံပြင်လေးထဲမှာပါတဲ့လိမ့်ဆန်လေးတွေရဲ့ကိုယ်ပိုင်အေးချင်းလေးတွေကိုကိုယ်ကလေးကိုပြန်ပြောပြခိုင်းပါနံပါတ်4ကိုယ်ကလေးတည်ထားတဲ့အခြားသောလိမ့်ဆန်လေးတွေရဲ့ကိုယ်ပိုင်အေးချင်းကြောင်းလေးတွေကိုအပြန်အလှန်ဆွေးနွေးရင်မိမိရဲ့ကိုယ်ပိုင်အေးချင်းပေါ်မှာကျင့်တဲ့ဂုဏ်ယူသင်ကြောင်းတင် जा ပြသပေးပါထို့ကြောင့်ထက်မြက်ပြီးမိမိရဲ့ကိုယ်ပိုင်အေးချင်းပေါ်မှာကျင့်တဲ့ဂုဏ်တက်သောတတမမီလေးများဖြစ်ကြပါစေလို့ကျွန်တော်တို့ဒိုင်နိုဒီနိုအဲ့ရောင်ရင်ပုံမြင် channel လေးကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်